ဒီနေ့တော်ရရှင်းပြချင်တာကတော့ WH question နဲ့ what it is like ကိုရှင်းပြချင်ပါတယ် WH ထဲမှာဘာတွေပါလဲဆိုတော့ who what where when how whom အဲ့ဒီဟာတွေပါပါတယ် question က WH နဲ့စတယ်အနောက်ဆုံးမှာ preposition နေရာတွေကိုပေါ်ပြတဲ့ဟာအရာတွေကိုပါတယ်ဆိုရင်က yes it is ဒါမှမဟုတ် yes ဖြေလို့ရတယ်ဒီနေ့ special ပြောပြချင်တဲ့အရာကတော့ what it is like ကိုပြောပြချင်ပါတယ် Okay အဲ့ဆိုရင် what it is like ရဲ့အဓိပ္ပာယ်လေးကိုရှင်းပြပေးပါ what is it like ဆိုတာ question တစ်ခု what is it like ဆိုတာအနေကင်းပြောရဲပြီးတော့ what it is like ဆိုတာတစ်ခုခုအကြောင်းကိုပြောခိုင်းစေချင်တာကိုကောင်းတာလားဆိုးတာလားအဲ့လိုမျိုးexample တစ်ကြောင်းပြောပြမယ်ဆိုရင် My little brother said he had a scary had a dream at night. And I asked what was it like? And he answered to me, it was the ghost dream, so he felt very scary and it was the worst dream that he ever had. အဲ့ဆိုအိမ်မက်မက်ခဲ့တဲ့အကြောင်းအရာကိုပြောတယ်အဲ့ဒီခါမှာဆရာတို့ကဟာမင်းရဲ့အိမ်မက်ကဘလို့ကြီးလဲဘာလဲငါတို့သိကျင်လိုက်တာဆိုရင်အဲ့ဒါကိုမေးကျင်တဲ့အချိန်ကျရင် what was it like အဲ့လိုမျိုးနေနဲ့ပေးတာအဲ့ကျတော့ဒီ question ထဲမှာဆိုရင် like လိုက်ဒီကြိုက်နဲ့တက်တာမဟုတ်ဘူးဘလို့လဲเนาะအိမ်မက်ကြီးကစိုးတာလားပျော်စရာကောင်းတာလားကြောက်စရာကောင်းတာလားเนาะဘာတွေဖြစ်တာလဲဆိုတာကိုမေးလိုက်ခြင်းနဲ့အတူတူပါပဲเนาะအဲ့ဆိုကျေးဇူးအများကြီးတင်ပါတယ်ရှင်းပြရတဲ့အတွက်เนาะsee you next video bye bye